အားလုံးပဲမင်္ဂလာပါကဲဒီနေ့ခေါင်းရတက်လာတဲ့အကြောင်းရင်းကတော့အားလုံးကိုအရန်တတိရတယ်ဆိုတဲ့အကြောင်းလေးပြောချင်လို့ပဲဖြစ်ပါတယ်ရှင်ပြီးတော့လေအားလုံးကိုဂယုစိုက်ဖို့အတွက်ကိုခါကတတိပေးချင်လို့ပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုကစကိုင်းတိုင်းရောပြီးတော့အေယာဝတီတိုင်းရောကရေကြီးနေတယ်ဆိုတော့ခါချစ်ရတဲ့မိဘပြည်သူတွေအန်ဒီရကင်းပြီးတော့ဘေးရှင်းစေခြင်းနဲ့နော်အခုခါတို့ကအမေရိကမှာရောက်နေတာဖြစ်တဲ့အတွက်ကိုယ်တိုင်ကိုကြလာရောက်ပြီးတော့တဲလီတို့ကိုကုညီလူတန်းမပေးနိုင်ဘူးပေါ့နော်အဲ့တော့ခါတို့အိမ်လေးကလည်းအခုခရဲ့သုံးတက်တိုက်ပေါ့နော်ခရဲ့သုံးတက်ကလည်းအခုရုံလုံးပေါ်နေပြီအဲ့တော့တဲလီတို့ခမကြမီလာမီမြန်မာပြည်ကိုကိုယ်တိုင်ကိုကြလာပြီးတော့တဲလီတို့ကိုအများကြီးကုညီလူတန်းပေးဖို့ရှိပါတယ်အဲ့ဒါလေးကိုဒီနေရာအနေနဲ့သတင်းကောင်းပြောခြင်းနဲ့ပြီးတော့ချစ်ရတဲ့သူတွေအားလုံးကိုလည်းခတေချာလေးပေါ့နော်ဂယုစိုက်ဖို့မှားခြင်းနဲ့ကျမ်းမာရေးရောအကုန်လုံးပေါ့နော်ကဲကိုထွန်းခင်ခါဥပဲပြောနေတယ်ပြောပါအောင်အားလုံးကိုသတိရပါတယ်လို့အခုရက်ပိုင်းရေကြီးရေရှမ်းမှုတွေဖြစ်နေတဲ့အတွက်ကျမ်းမာရေးဂယုစိုက်ပါပြီးရင်အဖျားနာတာတွေရှိတယ်ဆိုရင်လည်းနွေးနွေးထွေးထွေးနဲ့နေပါလို့ပြောချင်ပါတယ်ပြီးရင်အစားအသောက်အနေထိုင်ပေါ့ဗျာအားလုံးဆင်ခြင်မယ်ဆိုရင်တော့ဝမ်းယောဂတွေဘာတွေလဲကာကွယ်ပြီးသားဖြစ်မှာပေါ့အားလုံးကျမ်းမာရေးဂယုစိုက်ဖို့ပဲကျွန်တော်တို့မှားကြပါတယ်အဓိကတော့ကျွန်တော်ရဲ့ဦးလေးတွေအတော်တွေပေါ့လေနော်ဦးလေးတွေတော်တွေကလည်းအသက်အရွယ်ကလည်းနည်းနည်းရလာပြီဆိုတော့အခု50 60ဒန်းနေဆိုရင်လည်းကျမ်းမာရေးဂယုစိုက်ပါဦးတို့တော်တို့ကကျမ်းမာရေးဂယုစိုက်မှကျွန်တော်ရဲ့တို့ရဲ့အဖိုးဖွားတွေကိုပို့ပြီးတော့စောင့်ရှောက်နိုင်မှာပေါ့လေနော်အဲ့တော့ကျွန်တော်ရဲ့အဖိုးဖွားတွေကတော့ဒီချိန်မှာကျမ်းမာရေးရဆိုရင်အရန်ကိုအရေးကြီးတဲ့အချိန်နေထားပေါ့လေနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ဖိုးဖွားတွေအားလုံးရဲ့နေဝင်ချိန်နောက်ဆုံးအချိန်လေးကိုပျော်ပျော်ရွှင်ရွှင်နဲ့မိသားစုတွေနဲ့အတူတူအနာရောဂါကင်းဝေးစွာနဲ့ဖြတ်တန်းသွားစေချင်တာကတော့ကျွန်တော်ရဲ့ဆန္ဒပဲလေနော်အဲ့တော့ဦးတို့တော်တို့ကလည်းတည်တည်ချာချာလေးကျွန်တော်ရဲ့အဖိုးဖွားတွေကိုဂယုစိုက်ပါလို့ကျွန်တော်ကတော့မှာချင်ပါတယ်ပြီးရင်နောက်ဆုံးအကိုမတွေပေါ့လေအကိုမတွေအကုန်လုံးကတော့ခုလောလောဆယ်တမီမီလေးတွေရှိနေမှာပေါ့လေနော်ကျွန်တော်ရဲ့ချစ်ကိုကြီးတွေချစ်မကြီးတွေအဲ့တော့ကလေးတွေအားလုံးကိုလည်းဒီချိန်မှာတော့ချင်ရင်အကုန်လုံးပေါ့နော်ချင်ကြိုက်တယ်ဆိုရင်လည်းဒါအဖျားယောဂတွေဖြစ်နိုင်တယ်ရင်ကောင်းနေနားတဲ့အစားအစာတွေစားတယ်ဆိုရင်လည်းဝမ်းယောဂတွေဖြစ်နိုင်တဲ့အတွက်အကူအမတွေကလည်းတမီမီတွေကိုကျွန်တော်ရဲ့ချစ်ရတဲ့တမီမီလေးတွေကိုဂယုစိုက်ပေးဖို့လည်းဒီနေရာကနေမေတ္တာရက်ခံကြပါတယ်ကျွန်တော်အနေနဲ့ကတော့အားလုံးကျမ်းမာရေးဂယုစိုက်ဖို့ဒီနေရာကနေမှာကြပါတယ်အရန်ချစ်တယ်ဗျာနော်ကျွန်တော်တို့ပြန်လာရင်အားလုံးနဲ့ဆုံကြပါတယ်ရမ်းချစ်တယ်အားလုံးကိုဒီနေရာနေကျမကြီး queue စိုက်ကြပါလို့နော်ဒီနေရာနေမှကျမလည်းခလည်းအားလုံးကိုအရန်ချစ်ပါတယ်နော်အားလုံး love you ပါ